အားလုံးပဲမင်္ဂလာပါခင်ဗျာဆရာအကတော်ရဲ့အကတော် official YouTube channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ channel ကနေဒီကနေ့မှာတင်ဆက်ပေးဖို့ရေးချယ်ထားတဲ့ဇာတ်လမ်းကောင်းလေးကတော့ဆရာအကတော်ကိုယ်တိုင်ရေးသားထားတဲ့ဆုံးထီဥပဒါနဲ့ခင်မောင်ဖော်တဲ့ပြရသေးဆိုတဲ့အတွက်တစ်စာသင်51ကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာဒီဇာတ်လမ်းလေးကိုတော့ကျွန်တော်လင်္ကာကျော်မှတင်ဆက်ပေးသွားမှာဖြစ်ပြီးတော့ဇာတ်လမ်းလေးကိုမတင်ဆက်ပေးခင်မှာလဲကျွန်တော်တို့ရဲ့ channel လေးကိုလည်း like and subscribe ပြုလုပ်ပေးထားကြဖို့အတွက်တောင်းဆိုလိုက်ပါသေးခင်ဗျာခံစားနာဆင်အားပေးကြပါအောင်ခင်ဗျာဒီနေ့တော့ကျုပ်ကလည်းဒေါသထွက်တဲ့နဲ့ဥပဒါရဲ့အိမ်ကိုလာခဲ့လိုက်တယ်ဗျအမိုးတွေကဆွေနေတာဆိုတော့ဒီနေ့ကတော့အလုံနာတယ်လေဗျအညာမှာဒီလိုမိုးတွေဆွေနေရင်ဘယ်သူမှအလုံးမလုပ်ကြဘူးဗျသူ့လိုလုပ်တွေကိုရက်ထားလိုက်ကြတာဒါကြောင့်ဒီလိုမိုးတွေဆွေနေရင်တော့စင်ရသားထမင်းငတ်တဲ့မိုးလို့တင်စားကြတယ်စူမီဆောင်မီရှိတဲ့လူတွေအတွက်ကတော့မိုးရင်းနဲ့အိမ်ထဲကိုကွေးနေနိုင်ပေမဲ့တနေ့လုံးမှာတနေ့စားရတဲ့စင်ရသားတွေအဖို့ကတော့အလုံးမရှိတော့စားဖို့ကထမင်းငတ်တယ်ဆိုပါတော့ဒါကစကားအဖြစ်ပြောတာပါကျုပ်တို့ရွာမှာထမင်းနတ်မမှန်တဲ့လူမရှိပါဘူးဗျအစင်းရဲဆုံးဆိုတဲ့မုံဆုံးမသားမိတော်မှလေတဲကိုမစင်းတဲ့နေ့ဆိုရင်ငါးရှာဖားရှာဟင်းရွက်ခုနဲ့တနေ့ကတော့ဝါလင်လင်စားရတာပါပဲဥပဒါကြီးရဲ့အိမ်ထဲကိုဝင်ခဲ့လိုက်တော့ဥပဒါအိမ်ရှိမှာဖျားလေးခင်းပြီးတော့ဆောင်းလေးကိုဂျုံလို့ဗျသူ့လက်ထဲမှာလည်းစာရွက်ဝါကျင်ကျင်တဲ့စာအုပ်တုပ်ကိုကင်ထားသေးတယ်ကျုပ်ကလည်းဥပဒါရဲ့ဘေးကိုဝင်ထိုင်လိုက်ပြီးတော့ဥပဒါမကောင်းလုံးဝမကောင်းဘူးဗျဥပဒါလည်းကျုပ်ကိုတန်တော်နဲ့ကြည့်နေရအောင်ဟာလက်ကောင်ဖယားနေဘလို့ဖြစ်ပြီးတော့ငါမကောင်းတဲ့အကောင်ဖြစ်သွားရတာလေကွဘာကြောင့်ဖြစ်ရမလဲဥပဒါရဲ့ကျုပ်ကဥပဒါနဲ့ပေါင်းနေတာပဲကြားလာနေပြီအခုတိမိမမရသေးဘူးလေဗျာမိမရဖို့ကဝေးပါတယ်ဗျာရီးသားတညာတော်မှမရှိဘူးမဟုတ်လားနေသမ်းမအောင်ဟေ့ကောင်ရဲ့မိမသာမေးအစွမ်းသာမကြည့်လို့ရီးသားမရတာကိုဘာလို့ငါလာပြီးတော့ပတ်ရန်နေရတာလဲကွဥပဒါပဲစဉ်းစားကြည့်ဗျပေတော့ရကိုရွှေကောအခုတို့ရကုန်းတော်ကင်မြောင်ဝင်းနဲ့မင်္ဂလာဆောင်တော့မှာတဲ့ဗျအခုနကအိမ်ကိုလာဖိတ်သွားတယ်ဟာရွှေခေါမိမရတာနဲ့ငါမကောင်းတဲ့ကောင်ဖြစ်သွားလားကွာဥပဒါလေကိုရွှေခေါလို့အသားမဲမဲအယူဆိုးဆိုးမွဲလိုက်တာလေဖို့ကတော့အဖေခေါ်ရမယ့်လူကဒီလိုလှလှပပထော်လာကြမ်းကြမ်းမမြောင်ဝင်းလို့လူနေကြတာဘာကြောင့်လဲဥပဒါထင်လဲဗျဥပဒါလည်းလက်ထက်ကစာအုပ်ကလေးကိုဘေးကိုချလိုက်ပြီးတော့ဖူးစာဆိုတာပြောရတာမဟုတ်ဘူးလေကွာရိုးဆိုးတဲ့လူနဲ့ချောတဲ့လူနဲ့ကမညာဘူးလို့ကန့်သက်ထားတာမှမရှိတာကွာလက်ရည်တဲ့ရွှေဘူးသားဆိုတာမြင်ရတာမဟုတ်ဘူးဟေ့အောင်ရဲ့တော်စမ်းမှာဥပဒါရာကိုရွှေကောကမမြောင်ဝင်းနဲ့ညားသွားတာပီရသေးကြောင်းတဲ့ဗျငါသိပြီအလက်ကောင်မင်းကငါ့ကိုပီရသေးဖော်မပေးတိုင်းမင်းကငါ့ကိုအကျင့်မကောင်းဘူးလို့ဆွဆွဲတာပေါ့လေဟုတ်လားဒီလိုပဲဆိုကြပါတော့ဗျနေပါအောင်ကွာရွှေကောလို့တုံတုံအားကောင်ဘယ်လိုလုပ်ပြီးတော့ပီရသေးကိုရသွားတာအဲ့ဒါတော့မသိဘူးဗျအောက်ပြအောက်ရတက်လာတဲ့မွန်စတာကြီးတယောက်ကသူ့ကိုနီးပေးသွားတာဆိုပဲအဲ့ဒီနေတိုင်းကြိုးစားလိုက်တာတလားတော့မကြပါဘူးဗျာသူချိန်နေတဲ့ကုန်းတော်ကမမြောင်ဝင်းကသူ့ကိုချစ်ပါတယ်လို့အဖေပြန်ပေးတယ်ဆိုပဲဗျပြီးတော့ချစ်လာပါကြီးရဲ့မခွဲနိုင်လို့ပါအတရကလေးတော်မှဝေးမနေနိုင်တော့ပါဘူးဆိုပြီးတော့မိဘတွေကိုပူဇော်လို့နောက်ဆုံးတော့ရွှေခေါနဲ့လက်ထပ်ပေးဖို့စီစဉ်ရတာပဲတဲ့ဗျရွှေခေါကတော့လုပ်ပြီကွာဒီလိုဖြစ်ပုံထောက်ရင်တော့ဒီကောက်စီကညင်ညင်ပပအောင်လန်းနီးပဲဖြစ်ရမယ်ကွာဥပဒါလည်းဗျာအောင်လန်းဖြစ်ဖြစ်အထက်လန်းဖြစ်ဖြစ်အရေးကြီးတာမိမရဖို့ပဲမဟုတ်ဘူးလားဗျအခုကကိုရွှေခေါကအိမ်လာပြီးတော့ပြောလာသေးတယ်ဗျအလက်ကောင်နဲ့မင်းကစုံဆိုတဲ့ဥပဒါကြီးနဲ့ပေါင်းပြီးတော့အခုတည်းမစွန်သေးဘူးလားတဲ့ဗျဒီကောင်ကငါနဲ့မင်းနဲ့ကြားကိုစကားနဲ့အဖျားခတ်သွားသေးတာပဲကွာအဖျားခတ်တာတွေဘာတွေထားဗျသူပြောတာလည်းဟုတ်တာပဲလေဥပဒါကျုပ်ကိုတူတယောက်လို့သားတယောက်လို့ခင်တယ်ဆိုပြီးတော့အခုတည်းကျုပ်ကိုစွန့်အောင်ကြားတော့မလုပ်ပေးဘူးဗျမင်းကငါ့ကိုလာပြီးတော့အကူကြီးတောင်းနေရအောင်ငါမိမဘယ်နှစ်ယောက်ယူထားလို့လဲကွာဒါဆိုဥပဒါကျုပ်ကိုဥပဒါလို့လူပြိုကြီးဖြစ်အောင်လို့လူပြိုကြီးဇက်သွင်းနေတာမဟုတ်ဥပဒါလည်းစိတ်ငြင်းငြင်းနဲ့သူနဖူးပြောင်ပြောင်ကြီးကိုလက်နဲ့တပြင်းပြင်းကုတ်နေတယ်ဗျအလက်ကောင်ကမင်းနဲ့တော့ငါသေလိုက်ရှင်တော့တာပါပဲကွာနေဟုတ်ဥပဒါရဲ့ဥပဒါမသေးနဲ့မသေးခင်ကျုပ်ကိုတော့ဗျာအိမ်ထောင်လေးပါလေးချပေးခဲ့ပါဦးဗျာနော်ဥပဒါကြီးကလည်းနောက်ကိုလှည့်လိုက်ပြီးတော့တန်တစ်တာတစ်လုံးဖွင့်လိုက်တယ်ဗျပြီးတော့တစ်တာလေးကိုဟိုလန်ထီလန်လုံနေနဲ့စာအုပ်ဟောင်းတုပ်ကိုဆွဲထုတ်လိုက်ပါအောင်စာအုပ်ကလည်းတော်တော်ဟောင်းနေတာအဖုံတော့မပါတော့ဘူးဗျစာရွက်တွေကလည်းဝါကျင်ကျင်နဲ့ခတ်ထူထူကြီးတွေဗျသူ့စာရွက်တစ်ခုကအခုကကျောင်းမလာစာအုပ်အဖုံကတ်ထူတွေလောက်ကိုထူတာဗျစာအုပ်ကလည်းပိုးနဲ့လိုမှုန်နဲ့လိုမှုန်ထူနေပါသေးတယ်ဥပဒါလည်းလက်ကိုတွေးဆုပ်လိုက်ပြီးတော့စာအုပ်ကိုဟိုလန်ဒီလန်လုံနေတယ်ဗျကျုပ်စိတ်ထင်တော့ဥပဒါကျုပ်တဲ့ပီယာသေးဖော်ပေးပုံများရှာနေတာလားပဲဗျဥပဒါစာရွက်တွေလှန်ပြီးတော့ဘာတွေလုံနာလဲဗျမင်းပဲပီယာသေးဆိုကွာဥပဒါကျုပ်တဲ့ပီယာသေးကိုဖော်ပေးတော့မလို့လားဗျဟမ်
မဟုတ်ဘူးလက်ကောင်ကငါမင်းကိုမဖော်ပေးဘူးပီယာသေးဆိုတာသူများဖော်ပေးတာတဲ့ကိုရန်ဖော်မှစွမ်းတာကွာဩဟုတ်ကျုပ်ကတော့မဖော်တဲ့ပါဘူးဥပဒါဟိုဥပဒါဖော်ပေးလို့မရဘူးလားအေးငါဖော်ပေးလိုက်တော့မင်းချိန်ထားတဲ့ကောင်မလေးကငါလည်းမခွဲနိုင်ပါဘူးဆိုပြီးတော့ဖြစ်သွားလို့အသက်ကြီးမှငါအိမ်တော်ကြပြီးတော့အိုနေရပါဦးမယ်ကွာဟိုအင်းဗျာဟိုဒါဆိုလဲဘလို့ဖော်ရမလဲဆိုတာသာပြောတော့မင်းမေးလို့သာပြောရမှာကွာလူတယောက်နဲ့တယောက်ကိုချစ်အောင်ခင်အောင်လုပ်ဖို့အတွက်ဆေးတွေဝါးတွေသုံးတော့ငါကတော့အားမပေးချင်ဘူးကွာအဲ့လိုသုံးပြီးတော့ချစ်တာခင်တာလည်းရေရှည်မမြဲဘူးလို့ငါထင်တယ်ကွာဥပဒါကြီးရလဲဗျာအဲ့ဒါကြီးထားလိုက်ပါလုပ်ပါဗျာကျုပ်ကိုတရားချမနေပါနဲ့ဆေးဖော်နီးတာပေးဗျာအေးအရင်ဆုံးက तू ကရေးထားတာဟိုကြီးမနာထရွက်နဲ့ပီယာသေးစင်တာရှိတယ်ကွာဟုတ်ပြောပါအောင်ဗျာအေးကြီးမနာထရွက်ကိုယူပြီးတော့မိမိလိုရှိတဲ့လူရဲ့နေနံကိုတဲ့ဟိုခဲတန်နဲ့အဲ့ဒီထရွက်မှာရေးပြီးရင်တော့ထရွက်ကိုမီးရှို့ပြချပြီးတော့အဲ့ဒီပြနဲနဲကိုစားကြတစ်ခုခုပေါ်မှာဖြူးသိရင်ဖြူးတဲ့ဟိုနေသိရင်နေရမယ်တဲ့ပြီးတဲ့အခါမှာတော့မန်နယ်တစ်ခုကိုရွတ်ရမယ်ကွာဟိုနေပါဦးဥပဒါကြီးဟိုကြီးမနာထရွက်ဆိုတာထမ်းမင်မျိုးမှာကြီးမနာမျိုးဆိုပြီးတော့ရှိသေးတာလားဗျဟိုအဲ့ဒီကြီးမနာထမ်းမင်ကထရွက်ကိုယူရမှာမင်းကလေကွာတော်တော်ပိန်းတာပဲဟာကြီးမနာထရွက်ဆိုတာထမ်းမင်ဘောကကြီးကမနာသေးတဲ့ထရွက်ကိုပြောတာကွာထိုင်းမြန်ဘောကထရွက်ကိုကြီးနာမနာကျုပ်ကဘယ်လိုလုပ်သိမှလဲဗျလက်ကောင်ရဲ့မင်းကတော့လေလိုချင်လိုက်တာလဲပြာလို့ညံ့လိုက်တာလဲခြာလို့ဆိုတာမင်းမယ်ကွာထရွက်ထလဲတွေကြီးလာတဲ့အခါမှာဘေးကိုကိုင်းကြသွားတယ်လေကွာဆိုလိုတာကြီးနာလို့ရသွားတယ်ပေါ့ကွာဒီလိုမဟုတ်ဘဲနဲ့အသေးထွက်လာတဲ့ထလဲအနုကြတော့မိုးပေါ်ထိုးထောင်လီထွက်လာတယ်မဟုတ်လားအဲ့လိုထလဲကိုကြီးနာလို့မရဘူးလေကွာဥပဒါကြီးကတော့လွယ်တာကိုခန့်အောင်လုပ်နေပြန်ပါပြီဟိုကြီးမနာထရွက်လို့ပြောမဲ့အစားအသစ်ထွက်လာတဲ့ထက်လဲနူကအရွယ်လို့ပြောရင်ပြီးနေတာပဲဟာဒါကတော့ရှေးလူကြီးတွေပြောခဲ့တာဝိုးကွာအဲ့ဒီရှေးလူကြီးတွေကလည်းတော်တော်ခတ်တာပဲဗျာရှေးကိုရှေးလုံးဝကြီးတယ်လေသူတို့ဟာကဲလုံးပါအောင်ဗျာဟိုထက်လဲရလာပါပြီတဲ့ဟိုကိုလိုချင်တဲ့လူရဲ့နေနံကိုရေးဆိုတော့ဟိုတနင်းလာဆိုတနင်းလာလို့ရေးရမှာမဟုတ်ဘူးကွာဟိုနန်းကိုရေးခိုင်းတာကနန်းနဲ့ရေးခိုင်းတာဆိုပါစို့ကွာမင်းကငါ့ကိုလိုချင်တယ်ဆိုပါတော့ငါနာမည်ကဘာသာအနေနဲ့တောက်ကြဆိုတော့မင်းကကြီးမနာထရွက်အပေါ်ပိုင်းလေးမှာ6လို့ရေးလိုက်ပေါ့ကွာဒါပါပဲပေါက်ပြီဟိုဒါတဲ့မန်နယ်ရွတ်ရမယ်ဆိုဟုတ်တယ်ကွာတေချာနားထောင်တော့မောကရောသွားဟရဘန္ဒတုမဟာဘန္ဒတုစေစုသွားဟရကတ်ပုပ္ပတာသွားဟရကတ်အေးအဲ့ဒါကို39ခေါက်လဲအုပ်ပြီးတော့မန်းပြီးရင်တော့ချစ်ခင်လူသူကိုကြွေးလိုက်အစွမ်းရတော့ကွာမင်းမျက်နှာမမြင်ရရင်ကိုမနေနိုင်ဘူးတဲ့ကွာဟိုကိုနဲ့အတူတူလက်ဆောင်စားတဲ့သူကိုချစ်ခင်သေးခြင်းတော့ချောင်ကလေးအောင်ကူရူဖရာနာဆိုပြီးတော့စားတော့ဖွယ်ရအောင်မန်းရတယ်ကွာပြီးရင်တော့အဲ့လူနဲ့အတူတူလက်ဆောင်စားရင်ချစ်ခင်နေတဲ့ကွာဟိုဒါကြတော့အိမ်တော်သက်ကြာနေတဲ့အိမ်တော်တွေလုံးကြတာမျိုးထင်ပါကွာဟိုတချို့ကကြတော့မိဘတွေပေးသားလို့ယူထားပေမဲ့တကယ်မရှိကြဘူးမဟုတ်လားဟိုမိမတွေအိမ်မော်ကနေဆင်းသွားလို့ပြန်လာသေးခြင်းနဲ့ဆိုရင်တော့ရေလုံအိုးခွဲမှာကွာမိမနာမည်ရဲ့နေနိုင်ရဲ့ကိုကွန်းဦးရည်နဲ့ရေးပြီးတော့အိတ်ထိညောင်ကတိတ်ဆိုပြီးတော့39ခေါင်မန်းပြီးရင်အိုးခွဲကိုအင်ရှင်နောက်မှာပက်လန့်လန်ထားရင်အဲ့ဒီမိမပြန်အိုးလာတယ်တဲ့ကွာတခါမိန်းကလေးတွေအတွက်ကတော့ကွာပန်းမန်းဆိုတာရှိတယ်ပန်းသုံးမွေးကိုယူပြီးတော့လက်မှာကင်ပြီးတော့သိန်းနေဟန်အိတ်ထိစိတ်တန်ပီယံမမဒေဝစိတ်တန်ပီယံမမသူရဲတရီရှင်ဒေဝီချင်းဆရာချင်းကတ်ဆရာကဲဆိုပြီးတော့39ခေါင်မန်းပြီးရင်တော့နှစ်ပွင့်ကိုဖျားတင်တစ်ပွင့်ကိုခေါင်းမှာပန်ရတယ်ကွာကောင်းလေးတွေဆိုတာလဲဝိုင်းဝိုင်းလဲနေတာပဲတဲ့ဟိဒါပေမဲ့ပန်းချုံးရင်မစွမ်းတော့ဘူးတဲ့ကွာတော်ပါပြီဗျာအဲ့ဒါတွေကမလို့ချင်းပါဘူးဗျဘာပြောဗျာဟိုခုနကကြီးမနာပီရအစီရင်လေးတော့ဆန့်လို့လိုက်ဦးမယ်ဥပဒါကြီးဒါကြောင့်ပဲဥပဒါစီကမန်နယ်ကိုဆာရွဲနဲ့ကူးယူခဲ့ပြီးတော့ပြုံးဖြည်းဖြည်းနဲ့ဥပဒါရဲ့အိမ်ကနေထွက်ခဲ့တာပေါ့ဗျာထမ်းမင်ထက်လန်းနဲ့ပတ်သက်ရင်တော့ကိုကျွတ်နီကိုပဲအားကိုးရမှာမဟုတ်လားဗျဒီလိုနဲ့ရွာဆောင်ကကိုကျွတ်နီထက်တဲကိုလာခဲ့လိုက်တော့ကိုကျွတ်နီကထမ်းမင်တက်ဖို့ရင်းအောင်တော့ဆင်းနေပါရောကိုကျွတ်နီထမ်းမင်တက်မလို့လားဗျအေးလေကွာညခံထားတဲ့ထေးတွေကမိုးရလို့မိုးရဝင်ကုန်ရင်ပေါ့ကုန်မှာဆိုလို့အမြန်တက်ဖြုံမလို့ကွာဒါဖြင့်အတော်ပဲဗျဟိုကြောက်အတွက်လေထိုင်းမင်မော်ထွက်လက်စားထရွဲနူလေးတစ်ခိုင်လောက်ခုပေးသမ်းပါဗျအဲ့ဒါကြီးမနာထရွဲလို့ခေါ်တယ်လက်ကောင်မင်းဘာလို့မလို့လဲကြီးမနာထရွဲကအလကားမရဘူးနော်ကိုကျွတ်နီကလည်းအဖေကတောင်းခိုင်းလိုက်တာပါဗျအလကားနေနဲ့ထရွဲတောင်ငွေတောင်းကျင်နေတဲ့ကိုကျွတ်နီကိုအဖေနဲ့ကင်ပေါက်ထဲလိုက်ဒီတော့မှကိုကျွတ်နီကလည်းခေါင်းချင်းလိုက်ပြီးတော့အေးလေဟိုတကြီးအတွက်ဆိုတော့လေလှုပ်ပေးရတာပေါ့ကွာ
ကိုကျွတ်နီကထမ်းတက်တာမြန်ကြပဲဗျပြီးတော့ထလက်နုတစ်ခိုင်ကိုခုတ်ပြီးတော့ဆင်းလာကျုပ်ကလည်းထလက်ရတော့ပျော်သွားပြီးတော့အိမ်ကိုအမြန်ပြေးလာခဲ့ပါအိမ်ရောက်တော့အဖေနဲ့အမေကခုံမထိုင်ရင်းနဲ့ယူနေတောက်နေကြတယ်ဗျကျုပ်ကလည်းထလက်ဖူးကိုကင်ပြီးတော့အိမ်ထဲကိုဝင်လာရင်အမေသားတော့မိမရပြီလို့သာမှတ်လိုက်ပြီတော့ဗျာအဖေကဘလို့မှမနေပေမဲ့အမေကတော့အံ့ဩသွားတဲ့ရုပ်ပဲဗျဟဲ့အလက်ကောင်နင်ရီးသားရနေပြီလားဩအမေရလေအခုထိတော့မရသေးဘူးပေါ့ဗျာအိုးဒါနဲ့ရွာကုန်းတော်ကိုင်နေထဲမှာဘသူ့ကိုအမေကမျက်စိထဲတွေ့တယ်လေဗျအမေကလည်းမေးသေးကိုလက်ညှိုးနဲ့ထောက်ပြီးတော့စဉ်းစားနေတယ်ဗျဟိုကုန်းတော်ကိုင်နေရဆိုရင်တော့ရွာချေဗျာဖိုးလေးချိုရဲ့မြေချိုချိုခိုင်ဆိုရင်မဆိုးဘူးအလက်ကောင်ရဲ့ဒီကောင်မလေးကရုပ်ကလေးကလည်းတနာကမားလေးဟဲ့ကိုလုံးကိုပေါက်ကလည်းကောင်းတယ်လေပြီးတော့အိမ်မှုကိစ္စဆိုရင်လည်းပြောစရာမလိုအောင်နိုင်နေတယ်ဆိုပဲဟဲ့ဒီလိုမင်းကလေးကိုသာချွေးမတော်ရရင်တော့အမေတော့သေပြောပါပြီတားရဲ့ဟိုချိုချိုခိုင်ဟို तू ကတခြားသူတွေလို့တော့အသားဖြူပြီးတော့မချောဘူးအမေရဲ့ဒါမဲ့အမေရဲ့အမေလိုချင်နေတယ်ဆိုတော့လေကျုပ်ကစူးစမ်းပေးရမှာပေါ့ဗျာအမေကိုကြည့်ပြီးတော့ကျုပ်ကလည်းပြုံးပြရီးပြလိုက်တယ်ဗျအဖေကလည်းကျုပ်ကိုကြည့်လိုက်ပြီးတော့မတန်းမင်းကွာအလက်ကောင်လို့ယူတူတူပေါ်တော်ပြောတဲ့ကောင်စကားအောင်များနေမို့နားယောင်နေသေးတယ်တော့ကြလိုက်တောင်ပေးပါဆိုလို့ငါတို့ကလက်တောင်ပေးပါပြီတဲ့ကိုရောက်မှမိန်းကလေးဘက်ကညှင်းထုတ်လိုက်တော့ငါတို့ရှက်ခွဲပြီးတော့ပြန်လာနေရပါဦးမယ်ကွာအဖေကတော့ကျုပ်ကိုတိတ်ထင်သေးတာပဲဗျဩအဖေကဒီလိုလားဗျအဖေစောင့်ကြည့်နေပါကျုပ်မကြခင်မှာပဲအဖေရွှေမောင်အိမ်ကိုခေါ်လာပြမယ်စောင့်ကြည့်လိုက်စမ်းပါဗျကျုပ်ကလည်းဒေါသထွက်နဲ့အိမ်ပေါ်ကိုတက်လာခဲ့အိမ်ပေါ်ရောက်တော့ကြီးမလားထက်ရက်ကထလက်ဖူးလေးကိုနှစ်လက်မလောက်ဖြုတ်ပြီးတော့ခဲတံကိုအသိယူလိုက်တယ်ဗျချိုချိုခိုင်းဆိုတော့ထရက်ပေါ်မှာနှင်းဆိုတဲ့ကလန်းကိုရေးလိုက်တာပေါ့ဗျပြီးတဲ့နောက်မှာတော့ဒေဦးကင်းလေးတစ်လုံးကိုယူလိုက်ပြီးတော့ဒေဦးတဲ့ကိုထရက်ကိုထည့်ရင်းနဲ့မိခင်ထည့်လိုက်တော့ထရက်ကခဏလေးနဲ့ခြောက်ပြီးတော့ပြာကျသွားပါလေရောအဲ့ဒီပြာကိုစက်ကူတဲ့ကိုထည့်ပြီးတော့အသာသိမ်းထားရတယ်ဗျအခက်ထားတော့ဘယ်ထဲထည့်ကျွေးရမလဲဆိုတာပဲချိုချိုခိုင်းနဲ့ကျုပ်တို့အိမ်နဲ့ဆိုတာမေးထုခေါ်ပြောလောက်ပဲရှိတာဆိုတော့အသက်လူကြီးထမင်းနေသွားပြီးဟင်းနေသွားပြီးလို့ကလည်းမကောင်းဘူးလေဗျပြီးတော့ပြာကိုထည့်ဖြူပြီးတော့နေရမှာဆိုတော့မတိတောင်ကျွေးမှာဖြစ်မယ်မဟုတ်လားဗျကျုပ်တွင်းနေတော့မှအိမ်ရှိကနေဈေးတဲ့တယောက်ကဖျက်သွားတယ်ဗျစိုင်းနေကြီးထမ်းလာတဲ့ဦးလေးကြီးတယောက်ပါကရေကရစားကြအောင်မလားတော့ချိုချိုလေးဦးလေးကြီးရဲ့အော်တန်ကိုကြားရင်းနဲ့ကျုပ်ကောင်းထဲမှာဖြက်ခနဲ့အကြံရသွားတာနဲ့ဦးလေးကြီးကိုလှန့်ခေါ်လိုက်ရတယ်ကရေဆိုတဲ့မုံခင်ဗျားတို့ကတီးကြမယ်ထင်ပါရဲ့ဗျအထဲမှာအုံးသီးထည့်ထားပြီးတော့ပေါက်ဆိုးနဲ့မန်ထားတဲ့မုံပေါ့အပြင်ကနေဖွဲနှူမုံကလေးတွေကိုဖြူထားသေးတာဆိုတော့စားလို့ကတော့ချိုစိတ်ပြီးတော့ကောင်းချက်ပဲဗျကျုပ်ကကရေကိုဝယ်တာလည်းအကြောင်းရှိတယ်ဗျတစ်ချက်ကတော့ကရေပေါ်မှာဖွဲနှူမုံဖြူတာတော့ကျုပ်ရဲ့ပြာသေးပြာတွေဖြူလိုက်ရင်တိတ်ပြီးတော့မတိတာဘူးမဟုတ်လားနောက်တစ်ခုကတော့ဖိုးလေးချိုဆိုတာနာမည်ရတာချိုပါပေမဲ့လူကတော့စီးချိုရှိတော့အချိုမစားရှာဘူးလေချိုခိုင်းဆိုတာလည်းအမေမရှိတော့ဘူးဗျအဖေကလည်းတနေ့ချင်းမှအလုပ်သွားလုပ်တယ်ဆိုတော့အဘိုးရဲ့အိုထင်းတော်ကိုခံနေရတဲ့သူမဟုတ်လားဗျဒီကေတွေကိုဖိုးလေးချိုကမစားရင်စားမဲ့သူကသူတယောက်ပဲရှိတယ်လေဗျကဲကျုပ်အကြံမပိုင်ဘူးလားဗျအကြံကောင်းအောင်ပေါ်လာတာနဲ့ကျုပ်ကလည်းကေ၄-၅ခုကိုဝယ်လိုက်ပြီးတော့ပကံများတစ်ခုတည်းကိုထည့်လိုက်တယ်ဗျပြီးတော့အပေါ်ကနေပြာမှုန့်တွေကိုဖြူလိုက်တယ်နှစ်လမ်းမလောက်ရှိတဲ့ထမ်းပြာတကယ်ကိုနည်းနည်းလေးပါဗျပြာဖြူပြီးတော့မုန့်တွေကိုဟိုဘက်ဒီဘက်လှန်လိုက်တော့ပြာတွေဖြူထားတယ်ဆိုတာသိတော့မသိတာတော့ပါဘူးပြီးတော့မှမုန့်တွေပေါ်ကိုလက်အုပ်ပြီးတော့ဥပဒါပြီးတဲ့မန်နယ်ကို39ခေါက်အုပ်လိုက်တယ်ပြီးတာနဲ့ပကံလေးကိုကင်ပြီးတော့အိမ်ကနေထွက်လာမိတယ်ဗျဒီကတော့မိမရဖို့ကံပါလာတဲ့ထင်းနေဗျဒုသမျှအစင်ချောပြီးတော့ဟောကနေဖြစ်နေရှာတာဗျဖိုးလေးချိုတို့အိမ်ကိုတက်လိုက်တော့ဖိုးလေးချိုကအိမ်ရှိမှထိုင်းနေတယ်ဘေးနားမှာချိုကန်ရလည်းအစင်သိမ့်ပဲဗျကျုပ်ကကေပကံလေးကိုချလိုက်ပြီးတော့ဖိုးလေးချိုအမေကလေဖိုးလေးချိုစားဖို့ကေတွေကိုပေးခိုင်းလိုက်လို့ဗျဟမ်မတန်းကပေးခိုင်းလိုက်တာလားနေစမ်းမအောင်မတန်းကငါစီးချိုရှိတာကိုမသိဘူးလားဒါကတော့ဖိုးလေးချိုရဲ့စားသိကျင်လို့ပေးတာပဲဗျာဖိုးလေးချိုမတက်ရင်လည်းတဲတဲ့လူစားလို့ရတာဗောဗျကျုပ်ကလည်းချိုကန်ကိုပြုံးရင်းနဲ့ကြည့်နေမိတယ်ဗျချိုကန်ကတော့ကျုပ်ကိုမျက်စောင်းထိုးပြီးတော့ပြန်ကြည့်တယ်ဗျအေးကွာကဲဒါဆိုလဲမင်းအမေကိုကျေးဇူးပါပဲလို့ပြောလိုက်စမ်းပါပြောဆိုနေဖိုးလေးချိုကလည်းကေတခုကိုလက်လှမ်းနိုင်တယ်ဗျကျုပ်ကလည်းအတင်းဝင်တာတော့နေအောင်ဖိုးလေးချိုရဲ့ဖိုးလေးချိုကစီးချိုရှိတယ်ဆိုဒီမုန်းတွေကဘယ်လိုလုပ်ပြီးတော့စားလို့ရလဲဗျမဟုတ်ဘူးလားချိုရဲ့ချိုကန်ကလည်းကျုပ်ကိုမီးဝင်းတောက်နေတဲ့မျက်လုံးတွေနဲ့ကြည့်လိုက်ပြီးတော့ဟဲ့လက်ကောင်နင်ငါ့ကိုဘယ်လိုခေါ်လိုက်တာလဲချိုလို့ခေါ်လိုက်တာလေဟဲ့ချိုဆိုတာဟိုအောင်ခေါ်တာဟဲ့နင်မသိဘူးလားကလေးတွေတို့ဆိုင်ချိုဆုံးမယ်လို့ပြောတာနင်မကြားဘူးလား
ဘာလေးပါချိုချိုရဲ့ဟိုအဲ့လီဟိုချိုချိုခိုင်ဟာဟိုငါနင်းနာမည်ကိုအဖျားဆုပ်ပြီးတော့ခေါ်လိုက်မိတာပါဟဲ့ငါအဲ့လိုလားမခေါ်နဲ့ဟာငါမကြိုက်ဘူးရော့နင်းဘက်ကနေပြန်ယူချိုချိုခိုင်ရဲ့ဟိုစားသိကျင်လို့လာဖို့တာပဲဟာနေပြန်ပေးလိုက်ရင်ငါအမေစိတ်မကောင်းဖြစ်နေပါမယ်ဟာဟိုယူထားလိုက်ပါဟာနော်ဟုတ်သားပဲမြေးရဲ့ယူထားလိုက်ပါကွယ်ဟိုတို့မစားကျင်လဲခွေးကြွေးလိုက်ပေါ့ချိုချိုခိုင်ကလည်းပကံကိုလှည့်ပြီးတော့ယူထားလိုက်တယ်ဗျကျုပ်ကလည်းပကံလေးကိုကိုင်းပြီးတော့အိမ်ပေါ်ကနေဆင်းလာခဲ့တယ်ခြံဝါရောက်လို့အသာလှည့်ကြည့်လိုက်တော့ချိုချိုကန်ကကေကေတခုကိုလက်နဲ့ကင်ပြီးတော့ကြည့်နေတယ်ဗျဒီလောင်ကောင်းတဲ့မို့လူတန်းကစားမှာပါပဲဗျကျုပ်ကတော့ပျော်ပြီးတော့အိမ်ကိုပြန်လာခဲ့တာပေါ့နောက်နေ့ရောက်တော့ကျုပ်စေးဆန်းနေစမ်းပြီလားဆိုပြီးတော့ချိုချိုကန်ရဲ့အိမ်ရှိကိုဖျက်ရှောက်နေမိချိုချိုကန်ကတော့ကျုပ်ကိုမျက်စောင်းထိုးပြီးတော့ကြည့်နေတုံးပဲဗျဥပဒရဲ့နီးရမဆွမ်းတာလားဒါမှမဟုတ်ကျုပ်လှုပ်တာပဲမဟုတ်တာလားပေါ့တကူထူးခြားတာကတော့ကျုပ်နောက်ကိုခွေးပြူမတကောင်ကလိုက်နေတာပဲခွေးမအဖြူရောင်ဗျလေထဲကိုသွားရင်လေလေထဲကိုလိုက်ထားပဲလေထဲပေါ်ရောက်တော့လေမယောင်မလဲနဲ့တဲ့အောင်မှခွေးနေတယ်ဗျညနေလေထဲကပြန်လာတော့လေလိုက်လာတာပဲခြံထဲကိုဝင်မယ်လှုပ်ထားတော့မှအနောက်ကရောင်ပေနဲ့လိုက်လာလို့မနှဲမောင်းထုတ်ရတယ်ဗျမောင်းထုတ်လေခဏပါပဲဗျနောက်တော့ပြန်လိုက်တာပဲကျုပ်အိမ်ထဲမှာရှိနေတဲ့အချိန်ဆိုရင်ခြံဝါကနေငုတ်တုတ်ထိုင်ပြီးတော့ကျုပ်ကိုလိုက်ကြည့်နေတယ်ဗျလက်ကောင်ကြီးဒီခွေးကမင်းတော့ကိုလိုက်နေတာကွာဟုတ်ပါဗျာဘယ်ရောက်ခွေးလည်းမသိပါဘူးကိုကြီးဟာဘယ်ရောက်ခွေးဖြစ်မလဲကွာဒါဖိုးလေးချိုတို့အိမ်မှာမွေးထားတယ်ဖြူမဆိုတဲ့ခွေးမှာကွာမင်းသူ့ကိုတခုခုများကြွေးခဲ့လို့လားမင်းတော့ကိုပဲဓာတ်လျှောက်လိုက်လာနေတာနော်အလက်ကောင်ဒီတော့မှကျုပ်ကလည်းမျက်လုံးပြူသားမိဖျားမဟုတ်မှလွဲရောငါမုံတွေကိုချိုချိုကန်ရတကယ်ပဲခွေးကြွေးပြလိုက်တာများလားကျုပ်စိတ်ထဲမှာတော်တော်လေးကိုဒေါသထွက်သွားမိတယ်လီတယောက်မရတော့လဲနောက်တယောက်ပေါ့စွမ်းတာတော့တော်တော်စွမ်းတာပဲဟာသူများအိမ်ကခွေးတော်မှာငါ့ကိုလာချစ်နေရတယ်လို့ငါတော့နီလန်ကောင်းရပြီကွာအိမ်ပေါ်တက်ခဲ့ပြီးတော့မနက်ကထားခဲ့တဲ့ကြီးမနာထရွက်ခိုင်ကြီးကိုကြည့်လိုက်တော့မရှိတော့ဘူးဗျအနားမှာရှိတဲ့အကိုကြီးကတော့ပါဇက်ထဲမှာတမြုံမြုံနဲ့အကိုကြီးဒီနားထရွက်အနူလေးတွေကဘယ်ကိုရောက်သွားလဲအကိုကြီးကလည်းပါဇက်ထဲကိုလက်ညှိုးထိုးပြလိုက်ပြီးတော့ထရွက်အနူကစိတ်ရင်သက်သက်လေးနဲ့ဝါလို့သိတ်ကောင်းတာပဲကွာကျုပ်ကလည်းအကိုကြီးရဲ့လေပင်ကိုထညက်ထဲလိုက်ပြီးတော့တယ်ဗျအကိုကြီးဒီလောက်ပဲငန်းရလားဗျဟေ့လက်ကောင်မင်းဖြည်းဖြည်းတတ်တာလုံဆန်းပါဟာမင်းလောက်ထားနေငါသေးတော့မယ်ဟာဒီလိုနဲ့ကြီးမနာထရွက်အစီရင်ကိုကျုပ်ကလည်းလက်လျှော့လိုက်ရတော့အဲ့ဒီထရွက်ကိုပြန်ခူးဖို့နဲ့အစာထဲကိုပြန်ခဲဖို့လုံးဝကိုစိတ်မပါတော့ဘူးဗျအခွေးကလည်းကျုံမှအကျုပ်ပဲချစ်ထားဗျကျုပ်ရက်နေခြေသလုံးတွေကိုကိုလုံးနဲ့ပုတ်လို့ပုတ်အမီးနှမ်းလို့နဲ့တော်တော်ရွာတဲ့ခွေးဗျပိုဆိုးတာတော့ဗျခြေထောက်အောက်ချပြီးတော့ခုံမထိုင်ခြေသလုံးကိုဖက်တက်လို့ကျုပ်ဖြင့်ခြေထောက်တောင်စိတ်မထိုင်ရဲပဲနဲ့ဆောင်းကြောင်ကြီးထိုင်ရရှာတယ်ဗျဒီလိုနဲ့ကိုရွှေခေါ်တို့မင်္ဂလာတော်အဖေနဲ့ကျုပ်တို့ညီကိုတွေကသွားကြတယ်ဗျကိုရွှေခေါ်ရှယ်အင်းကြီးစင်သွယ်အောင်နဲ့အောက်ကပြောင်မလဲတွေပါတဲ့ပစိုးကိုဝစ်ထားတယ်ဗျခေါင်းမောင်းကလည်းစောင်းနေသေးတယ်ဗျငကိုကလေးကရိုးဆိုးပါတယ်ဆိုမှသွားကလည်းအရှိကိုခေါ်ထွက်နေသေးတာသွားတော့မှသွားဝါကြီးဗျမျက်နှာကိုမိတ်ကပ်တွေကဖုံနေအောင်ရိုက်ထားလို့ပြာနှမ်းနေပါဘူးဒါမဲ့သူ့လက်မောင်းကိုတွဲထားလဲမျက်မျက်ဝင်ရတော့လှလိုက်တာပြောမနေပါနဲ့ဗျငကိုကလေးကလည်းပေတော့ရရဲ့ကုန်းတော်ကန်လည်းဖြစ်ပြန်မိတ်ကပ်တွေချဲပါးညီတွေဆိုးထားတော့လှလိုက်တာလဲလက်သမီးလေးကြနေတာပဲဘလို့မှမလိုက်ဖက်တဲ့လူနှစ်ယောက်ညားကြတော့မင်္ဂလာဆောင်လာတဲ့လူတွေကအတင်းတုတ်ကြတာပါပဲဗျဒါပေမဲ့ဘလောက်အတင်းတုတ်ကိုရွှေခေါ်ကတော့ပြုံးနဲ့အပြုံးမပြတ်ပါဘူးဗျရထားတဲ့လူကိုလည်းကြည်အောင်လေဗျမင်္ဂလာပွဲပြီးမှကျုပ်တို့ကပြန်မယ်လို့တော့ကျုပ်ကကိုရွှေခေါ်ရဲ့အနာကိုကတ်သွားလိုက်တယ်ဗျကိုရွှေခေါ်ခမရလုပ်ခဲ့တဲ့ဘီရအစီရင်လေးကျုပ်ကိုပြောပြပါလားဗျကွာမပြောနိုင်ပါဘူးကွာကျုပ်ကလည်းကိုရွှေခေါ်ရဲ့အင်ကြီးလက်မောင်းအသာဆွဲလိုက်ပြီးတော့ဟေးလူခမရပြောမလားမပြောဘူးလားငါမင်းကိုဘာဖြစ်လို့ပြောရမှာလဲကွာရတယ်လေခင်ဗျားမပြောရင်ခင်ဗျားပီယာသေးဖော်ပြီးတော့မျက်မှောက်ဝင်းကိုခတ်တယ်ဆိုတဲ့အကြောင်းကိုကျောက်အဖေကိုပြောမယ်ပေတော့ရသကြီးကိုပြောလိုက်မယ်ကျုပ်ကချင်းကြောက်လိုက်တော့ကိုရွှေခေါ်တယောက်ကလည်းလန့်သွားလက်ကောင်မင်းအဲ့လိုတော့မလုပ်ပါနဲ့ကွာဟိုလူတွေသိကုန်ရင်ငါ့ကိုမျက်မှောက်ဝင်းအမျိုးတွေရိုက်တယ်မှာကွာဒါဆိုလဲခင်ဗျားညီပေးလိုက်လေဗျာအေးကွာဒါမဲ့ဒီနည်းကိုတော့ဘသူ့အမောင်မပြောနဲ့ဟုတ်ပလားစိတ်ချစမ်းပါဗျာခင်ဗျားကလေဒီလိုကွာအရင်ဆုံးလူတရက်စာလောက်ရှိတဲ့ငါပြောပင်တပင်ကိုတူးကွာအဲ့ဒါကိုကိုယ့်အိမ်ချံဝင်းရဲ့နောက်ဖက်မှာမြေတန်းတန်းလေးရှင်းပြီးတော့စိုက်တာငါပြောချင်ရှင်းအောင်စိုက်ရမယ်နော်မရှင်းတော့နောက်ထပ်တပင်ကိုစိုက်ကွာဒါမဲ့အဲ့ဒီငါပြောပင်ကိုရေလောင်းတာအစာကျွေးတာအကုန်လုံးကိုမင်းမယ်လုပ်ရမယ်ကွာသိပါပြီဗျာစက်တာပြောစမ်းပါအဲ့လိုငါပြောပင်စိုက်ပြီးတော့9ရက်ကြာလို့ငါပြောပင်ရှင်းလာပြီဆိုရင်တော့မင်းကငါပြောပင်နားကိုကတ်ပြီးတော့ရီးသားစကားပြောရမယ်ကွာဗျာငါပြောပင်ကိုရီးသားစကားပြောရမယ်တဲ့အဟုတ်ပါဆိုကွာပြောတာတော့နေတိုင်းသာပြောကွာဒါပေမဲ့လူကြီးတိတ်တဲ့ညသကောင်အချိန်လောက်ကိုပြောရင်ပို့ပြီးတော့အဆင်ပြေတယ်
ရီးသားစကားပြောရင်းနဲ့ငါပြောပင်ကိုကိုချစ်သူလို့သဘောထားငါပြောပင်ကိုပွေ့ဖက်ပေးခမရဟာဟုတ်ရဲ့လားဗျငါလုပ်ခဲ့တဲ့အတိုင်းမင်းကိုပြောတာကွာရီးသားစကားပြောရင်းနဲ့တဖြည်းဖြည်းထူးလာလိမ့်မယ်ကွာလောက်ွယ်ညလူညာမျိုးကိုရောက်ရင်တော့လူရေးလူရောင်တွေးရတတ်တယ်ကွာဒါဆိုရင်တော့အောင်မြင်ဖို့နီးလာပြီဟဲ့နောက်တော့ဘာဆက်လို့ရမှာငါတော့ငါပြောပင်ကနေမိန်းကလေးတယောက်အဖြစ်ပြောင်းလဲသွားတယ်ကွာအဲ့ဒီမိန်းကလေးကလည်းငါ့ကိုချစ်တယ်ဆိုပြီးတော့ဖက်လားရလားနဲ့လှုပ်တာကွာအဲ့ဒီအချိန်မှာအဲ့ဒီမိန်းကလေးစီကပစ္စည်းတစ်ခုကိုရအောင်ယူဟဲ့ငါတော့အဲ့ဒီမိန်းကလေးရဲ့လေဘင်းမှာပတ်ထားတဲ့ပေါ်ဝါကိုရအောင်ယူပြီးတော့ပြေးတာကွာပြီးလို့မနေ့ရောက်တဲ့အခါကျရင်တော့ငါပြောပင်ကိုသူများကိုခေါ်ခိုင်းပြီးတော့လွှင့်ပြထည့်လိုက်တာပဲကွာအဲ့ဒီပေါ်ဝါပြောင်းမသွားဘူးလားဗျငါရှိမှရှိနေတော့မယ်ကွာကိုကြိုက်တဲ့လူကိုလိုချင်ရင်အဲ့ဒီပေါ်ဝါနဲ့မျက်နှာကိုပုတ်ပြီးတော့ပြောရင်စမ်းပွင့်နေကွာပြောသမျှကလည်းအောင်နေရဲ့အလက်ကောင်ရဲ့ရီးသားစကားလာပြောသမျှလူတန်းကိုညင်ညင်လွတ်နေတဲ့မျက်နှာဝင်းလိုလူတော်မှငါ့ကိုအဖြစ်ပေးပါတယ်ဆိုကွာမင်းရလေမဆွမ်းဘူးလားကွာကျေးဇူးပါကိုရွှေခေါ်ကျေးဇူးအများကြီးတင်သွားပြီဗျာကျုံမင်္ဂလာဆောင်ပြည့်လေကိုရွှေခေါ်ကိုမမေ့ပါဘူးဗျာတဦးလေးမင်းရင်လေကိုရွှေခေါ်ရဲ့နာမည်ကိုပေးမယ်ဗျအေးဒါမဲ့နှုတ်တော်လုံးစင်တော့ကွာဘသူ့ကိုမှရှောက်မပြောအောင်ရုပ်ကလည်းခေါင်းညိတ်ပြီးတော့အကိုကြီးမောင်းနဲ့လှဲပေါ်တက်ပြီးတော့ပေတော်ရွာကနေပြန်လာခဲ့တာပေါ့ရွာရောက်တဲ့ဆိုရင်ပဲပီယာစင်ကိုကောင်းတယ်ပေါ်ဖို့လိုရတော့တယ်ဗျရွာမှာငါပြောဆိုင်တဲ့လူကလည်းရှားတာကြောင့်မလို့ဗမာမှဝဲမရဘူးဗျခြားခြားပါဘုန်းကြီးเจ้าအနောက်ဘက်မှာတော့ငါပြောပင်15ပင်လောက်ရှိနေတယ်ဗျကပ်ပြာကြီးစိုက်ထားတဲ့အပင်တွေထင်တယ်ဗျနောက်ဆုံးကြံရမရတာနဲ့ဘုန်းကြီးเจ้าအနောက်ဘက်ကငါပြောပင်တစ်ပင်လောက်ကိုခိုးရတော့ဘုန်းကြီးเจ้าအပင်ကိုခိုးတာသိမခတ်ပါဘူးဗျเจ้าအနောက်ဘက်မှာတစ်ပင်ချုံပင်နေနေဆိုတော့တောင်လူကမလာဘူးမဟုတ်လားငါပြောပင်တွေကလူတရားမရှိရှိငါပြောပင်တစ်ပင်ကိုခုတ်ပြီးတော့ရွာပြင်ပတ်လန်းကနေအိမ်တော်ဖေးတီရောက်ထမ်းသေးရတယ်ဗျလမ်းမှာတော့ကာလာသားတတိုင်းနဲ့တွေးပြအောင်တွေးသေးတယ်ဗျဟာအလက်ကောင်ငါပြောပင်ကြီးထမ်းလို့ပါလားကွာကျုပ်ကလည်းဘလို့ပြောရမှန်းမသိတော့ဘူးဗျအလက်ကားပါကွာလူပြောတဲ့တင်ငါပြောတော့ဖက်ပြီးတော့တေးရတယ်မဟုတ်လားကွာဒီကောင်တေးဖို့ငါပြောတော့ယူလာတာဖြစ်မှာကွာသူတို့ဘာမှပြန်မပြောဘဲနဲ့အိမ်ုံပဲယူချလာတယ်အိမ်တော်ဖေးဝေယုံမင်းနားမှာတော့မြေတန်းတန်လေးဖြစ်အောင်လို့လှည့်ကျင်းပြီးတော့ငါပြောပင်ကိုထိုးဆိုင်ထည့်လိုက်တာပဲမြေထဲအသာပြန်ဖို့ပြီးတော့ရေတွေပါတွေတေချာလောင်းပေးလိုက်တယ်ဗျငါပြောပင်ဟာမင်းငါတို့အိမ်မှာရှင်းပေးပါကွာမင်းသေးသွားရင်ငါဖုန်းကြီးเจ้าငါပြောပင်ကိုထက်ခိုးရမှာကွာပြောဆိုပြီးတဲ့အချိန်မှာပဲငါပြောပင်ရဲ့အကိုင်းလေးတွေကခေါင်းညိတ်ပြတယ်လို့မျိုးတညင်းချင်းနဲ့လှုပ်သွားပါတယ်ကျုပ်ကလည်းပြီးစီးသွားတာနဲ့အိမ်ထဲကိုပြန်ဝင်ခဲ့တော့တာပေါ့နောက်တစ်နေ့မနေ့ရောက်တော့အိမ်ကလူတွေကတော်တော်လေးကိုအံ့ဩနေကြတယ်ဗျနေထိုင်နေအိမ်တော်ဖေးမှာငါပြောပင်တွေကဘုံသားကြီးပေါက်နေတာဟုတ်အလက်ကောင်ဒီငါပြောပင်ကဘာလုပ်တာဒီလိုပါပဲမေဟာငါပြောပင်စိုက်ချင်လို့စိုက်ထားလိုက်တာပါနင်းဟာလည်းအလက်ကောင်ရဲ့ငါပြောပင်စိုက်ချင်တားတက်ကနေစဆိုင်ရတယ်ဆိုတော့နင်းမသိဘူးလားဟဲ့ဗျာတားတက်ကစဆိုင်တော့ကြားတယ်ဗျအခုလို့စိုက်တော့မမြန်တော့ဘူးအမေကလည်းငါပြောပင်ကိုကြည့်လိုက်ပြီးတော့ထိတ်ကအရွက်ကလေးတွေကတော့စိမ့်ပြီးတော့ထောင်နေသားပဲဒီတိုင်းဆိုရင်တော့ဒီအမေကရှင်ပုံများပါအမေကရှင်မယ်ပြောလို့ကြောက်တော်မှပျော်သွားတယ်ဗျဒီလိုနဲ့ငါပြောပင်ကိုအရေးကြီးနဲ့ရေလောင်းလိုက်မြေစီထဲလိုက်နဲ့စိုက်လာလိုက်တာတပတ်တောင်ပြည့်ပြီပေါ့ဗျာငါပြောပင်ထိပ်ဘက်ကအရွက်သစ်ဆိုရင်လည်းကားပြီးတော့ဖြာကြလာတယ်ဗျအရွက်ထက်ထွက်တယ်ဆိုကြတဲ့ကဒီပင်ကရှင်ပုံများနေပြီပေါ့ဗျာနောက်တညနေစပြီးတော့ကျုပ်ကလည်းလုပ်ငန်းစားရတယ်ဗျညင်းတဲ့ကောင်အေးကနေထပြီးတော့ငါပြောပင်စီကိုခြိတက်ရတာပဲပြီးတာနဲ့ကိုရွှေကောပြောလိုက်တဲ့အတိုင်းငါပြောပင်ကိုကိုချစ်သူတယောက်လိုသဘောထားပြီးတော့တေးချောင်းစူးဆိုင်နဲ့ကြည်နေမိတယ်ဗျမင်းကငါချစ်တယ်ကွာမင်းကငါအရန်ချစ်တယ်ငါပြောပင်ကြီးကိုကြည့်ပြောပြီးတော့ပင်စီကိုလမ်းတစ်ဖက်နဲ့တေးချောင်းထွေးပွေပြီးတော့ဖက်ထဲလိုက်ဘာဆိုဘာမှမထူးကြဘူးဗျကျုပ်ဖြင့်300လောက်ကိုပြန်ပြီးတော့ပြောရတယ်အေးလေဒါမျိုးကတစ်နှစ်တည်းနဲ့ပြီးတာမှမဟုတ်တာငါအသေးချာနဲ့ဇွဲရှိရှိနဲ့လုံမှာဖြစ်ဒီလိုနဲ့ကျုပ်ကလည်းညာတိုင်းငါပြောပင်စီကိုဆင်းလာပြီးတော့ပြောရတယ်ဗျရီးသားစကားတွေဆိုရင်လည်းစုံနေတာပါပဲဗျရှေ့မြောက်တဲ့နေ့မှာတော့နည်းနည်းတော့ထူးဆန်းလာတယ်ဗျငါပြောပင်ကိုချစ်တယ်လို့စကားပြောတဲ့အချိန်မှာတနခါနဲ့နေနသပြူကရမတ်လိုအနှံ့တွေကိုရနေတာဗျအဲ့ဒီနီးပတ်ဝန်းကျင်မှာလည်းဒီလိုအနှံ့ရတဲ့အကြောင်းကမရှိတာဗျကျုပ်ဆိုအစားကြက်သိန်းနေပါထားတယ်နောက်ရက်ကျတော့ငါပြောဘက်တွေကလှုပ်လာတယ်ဗျပြီးတော့လူရိပ်လိုဘာလိုရိုးတိုရေးတွေကိုတွေ့လာထူးခြားလာပြီဆိုတော့ကျုပ်ကလည်းကြိုးစားပန်းစားဆက်လုပ်ထားဗျ10မြောက်တဲ့နေ့မှာတော့ကျုပ်အိမ်နေတော့မှအိမ်မက်တစ်ခုမှတ်တယ်အိမ်မက်ထဲမှာမိန်းကလေးတယောက်ကကျုပ်စီကိုတန်းတန်းမတ်လာတာဗျဒီမိန်းကလေးရဲ့ရုပ်ကချောတယ်လို့တော့ပြောလို့ရကိုလုံးကိုပေါက်တွေဘာတွေကလည်းကိုးတော်ကန်အလှကိုမှီတယ်ဗျဒါမှဝိစားထားတာကြတော့ရှေးဆန်တယ်ဗျရှင်မျက်စိအထိထမိန်ကိုဖုံးအောင်ဝတ်ထားပြီးတော့အပေါ်ကရင်မုံအင်းကြီးနဲ့ဗျခေါင်းမှာလည်းသတုံးတွေထုံးပြီးတော့ပန်းတွေကိုလည်းဝင်းနေအောင်ပန်ထားတယ်ပခုံးပေါ်မှာတော့ချီပိုဝါလေးတစ်ခုကိုစုံချထားသေးတယ်မောင်ကြီး
မောင်ကြီးထပါဦးရှင်အိမ်မောင်ဆောင်မနဲ့ထပြီးတော့ကျုပ်ကလည်းကြီးလိုက်မိတယ်ဗျဟဲ့မင်းဘာတူလဲကွာမောင်ကြီးကနှမကိုအခုတော့မမှတ်မိတော့ဘူးပေါ့ဟာမင်းဘာတူလဲဘာတူရှိရမလဲမောင်ကြီးကနေတိုင်းရေလောင်းပေါင်းနေနေတဲ့ငါပြောပင်ကနှမရဲ့နေရင်ပေါ့မောင်ကြီးကျုပ်ကလည်းကိုနှစ်ဖူးကိုရောင်ပြီးတော့ပုတ်လိုက်မိတယ်ဗျဟိုဒီညမောင်ကြီးလာတာကိုစောင့်နေတာအဲ့ဒါမောင်ကြီးမလာတာနဲ့နှမလိုက်လာတာမောင်ကြီးနှမစီကိုလာပါဦးမောင်ကြီးရဲ့နှမလွမ်းလာပြီသူပြောပြီးသွားတာနဲ့ကျုပ်ကလည်းလန့်လို့သွားတယ်တိုင်ငန်းနာကြီးကိုကြည့်လိုက်တော့ညတနာကြီးတောင်ကြောနေပြီဗျကျုပ်ကရင်တော့ဆိုရင်ညသကောင်မထိုးခင်လောက်ကိုသွားနေကြဆိုတော့အခုအချိန်ကျော်သွားလို့သူကလာနှိုးလာတာလားပဲဗျကျုပ်ကလည်းကမန်းကန်းနဲ့ငါပြောပင်စီကိုထပြေးရတယ်ဗျငါပြောပင်ကြီးကိုဖက်လိုက်တဲ့အခါကျတော့ငါပြောပင်ပင်စီကနေမိန်းကလေးတယောက်ရဲ့ကိုလုံးလိုမျိုးဖြစ်သွားတယ်ကျုပ်ကြီးသားစကားပြောလိုက်တော့အဲ့ဒီမိန်းကလေးကရှက်တလူလူတောင်ဖြစ်သွားသေးတာကျုပ်ကလည်းအိမ်မက်ပဲဖြစ်မှာပါဆိုပြီးတော့ကိုဘကိုရိုက်ထဲလိုက်တာဖြန့်ကနေနဲ့နာလိုက်တာဗျာဒါဆိုရင်တော့အခုကြောက်ဖြစ်နေတာအိမ်မက်မဟုတ်ဘူးပေါ့ဒါအိမ်မက်မဟုတ်ဘူးပေါ့နော်နှမလေးဟုတ်တာပေါ့မောင်ကြီးရဲ့ကဲပါနှမလေးကိုပွေးဖက်ပါဦးသူပြောတာနဲ့ပွေးလဲရတယ်မောင်ကြီးနှမလေးကိုတကယ်ချစ်တယ်ဆိုရင်လေနှမလေးနဲ့အတူတူပေါင်းသင်းနေကြအောင်လေအိုးမောင်ကြီးကလူလေနှမလေးကငါပြောပင်လေဘယ်လိုလုပ်ပြီးတော့ပေါင်းသင်းနေကြမလဲဒါမှဘာခက်လို့လဲမောင်ကြီးရဲ့မောင်ကြီးရဲ့ဝင်းညိုကိုအတန်းထုတ်လိုက်ပြီးတော့ဟောဒီတစ်ပင်ထဲမှာအတူတူနေကြမယ်လေကျုပ်ကလည်းထိတ်လန့်သွားပြီးတော့တရွေးကိုမျိုးချလိုက်မိတယ်ဗျငါပြောပင်နဲ့ပီယာသေးလုပ်ပါမယ်ဆိုမှငါပြောပင်မှာနေတဲ့တရေမနဲ့ညာတော့မဲ့ကိတ်မယ်ဗျတကယ်ကကျုပ်ကသူ့ကိုမချစ်ပါဘူးဗျကျုပ်လိုချင်တာသူ့စီကနေအရာတစ်ခုခုပါရှင်းပြောရရင်တော့ပေါ်ပါပေါ့ကဲနောက်တော့ပေါင်းတာပေါ့နှမရဲ့ဒါနဲ့မောင်ကြီးကိုပစ္စည်းတစ်ခုငှားပါဘာလိုချင်လို့လဲနှမဝစ်ထားတဲ့ပေါ်ဝါလေးကိုမောင်ကြီးကိုခဏငှားပါကျုပ်ပြောလိုက်တော့မိန်းကလေးကလည်းလန့်သွားတယ်ပုံဟာတခြားဟာယူပါမောင်ကြီးရဲ့ဟောဒီပေါ်ဝါလေးကိုတော့ပေးလို့မဖြစ်ပါဘူးဘာဖြစ်လို့လဲနှမရဲ့နှမပြောတော့မောင်ကြီးကိုချစ်တယ်ဆိုအပြောပင်တွေကမိန်းကလေးကလည်းမျက်နှာလေးကညှို့ကြသွားတယ်ဗျနောက်တော့သူပက်ထားတဲ့ပေါ်ဝါလေးကိုကျုပ်ကိုလှမ်းပေးရှာမောင်ကြီးလိုချင်တယ်ဆိုလို့တညာငှားပေးလိုက်မယ်နော်မနေ့ဖန်တော့ဆက်ပြန်ပေးပါမောင်ကြီးရဲ့ကျုပ်ကလည်းပေါ်ဝါကိုလှမ်းကန်လိုက်တယ်ဗျပေါ်ဝါကခြီသားတစ်မျိုးနဲ့ရဲလုံထားတဲ့ပေါ်ဝါမျိုးဗျခြီသားကလည်းခက်ချောချောနဲ့မသိရင်ဖဲသားလိုပိုးသားလိုမျိုးပဲသူစီကပေါ်ဝါလေးကိုရတာနဲ့ကျုပ်ကလည်းငါပြောပင်စီကနေအနောက်ကိုဆုတ်လာခဲ့လိုက်တယ်ဟိုမိန်းကလေးကလည်းကျုပ်ကိုလှမ်းကြည့်ပြီးတော့မောင်ကြီးဘယ်ဟိုသွားတာလဲမောင်ကြီးရဲ့ဟိုလေကျုပ်ပြန်လာခဲ့မယ်ဗျပြောပြီးတာနဲ့ကျုပ်ကလည်းအိမ်မောတချိုးတည်းပြေးပါလေရောဗျငါပြောပင်နေရမိန်းကလေးကလည်းကျုပ်ကိုလှမ်းကြည့်နေနေကြံနေခဲ့တယ်ဗျကျုပ်မှဖြင့်ကြောက်လိုက်တာပြောမနေပါနဲ့ဗျဒါပေမဲ့ပေါ်ဝါကိုရတော့တော့ကျေနပ်နေမိတယ်ဗျကိုရွှေခေါ်ပြောတော့လေကျုပ်ကအခုမှယုံသားမိတာမနက်မိုးလင်းတာနဲ့ငါပြောပင်ကိုရှင်းပြဖို့အကြံရတယ်ဗျအကိုကြီးကိုငွေစိတ်ပေးပြီးတော့ငါပြောပင်ကိုခုတ်ခိုင်းလိုက်ရဟာလက်ကောင်ရဲ့မင်းပြောတော့ငါပြောသီးစားခြင်းလို့စိုက်ထားတာဆိုကွာအခုမစားခြင်းတော့အကိုကြီးခုတ်တာခုတ်ပလိုက်စမ်းပါခုတ်ပြီးတောထဲကိုသွားပြီးတော့လွှင့်ပြပေးဗျကျုပ်ငွေစိတ်ပေးမယ်မင်းကွာအပင်ကတော်တော်လေးအချိန်လေးရကမှအင်းလေမင်းကခုတ်ဆိုတော့လေခုတ်ပြရမှာပေါ့လေပေးငွေစိတ်အကိုကြီးကလည်းငွေစိတ်ကိုယူပြီးတာနဲ့ကိုင်းကုတ်ဓာကြီးကိုထမ်းသွားပြီးတော့ငါပြောပင်ကိုပင်စီအင်းကနေတုံးနဲ့ခုတ်တော့တာကျုပ်ကလည်းပေါ်ဝါဆွမ်းကိုစမ်းသက်ရမယ်ဆိုပြီးတော့ရွာထဲကိုထွက်လာခဲ့တယ်ဗျလက်ထဲမှာလည်းပေါ်ဝါကိုမတိမသားလေးလုံးထွေးပြီးတော့ကင်လာခဲ့ရွာလေရေရင်းနောက်ရောက်တော့ချိုခံတို့မင်းကလေးတက်တိုက်ကရေခတ်နေတယ်ဗျကျုပ်ကလည်းမြင်ရောချိုခံကမျက်စောင်းလှမ်းထိုးတာပဲဗျကျုပ်ကလည်းသူနဲ့စမ်းကြည့်ရမယ်လို့စိတ်ကူးပြီးတော့ကျုပ်မျက်နှာကိုခုနကပေါ်ဝါလေးနဲ့ပုတ်ထည့်လိုက်တယ်ပြီးတော့မှချိုခံရဲ့အနားကိုကတ်သွားလိုက်တယ်ဗျချိုလေးရေခတ်မလို့လားကျုပ်ပြောလိုက်တော့ချိုခံကကျုပ်မျက်နှာကိုကြည့်ရင်းနဲ့တမျိုးကြီးဖြစ်သွားတယ်ဗျဟုတ်ကဲ့ချိုလေးရေခတ်ရတာပင်ပန်းနေမှာပေါ့အကိုခတ်ပေးမယ်လေဟုတ်ရပါတယ်ရှင်ချိုခိုင်နဲ့အတူတူပါလာတဲ့ကာလာသမီးတတိုက်ဆိုရင်ကျုပ်တို့နှစ်ယောက်ကိုကြည့်ပြီးတော့အံ့နေအော်နေပါဘောဗျာကျုပ်ကလည်းရေပုံးကိုကန်လိုက်ပြီးတော့ဒါနဲ့ချိုလေးကိုလေအကိုတခုမေးထားတာလေအဲ့ဒါချိုလေးပြန်မဖြေသေးဘူးနော်ဘာမေးထားတာလဲအကိုရဲ့ချိုလေးကတော့လှုပ်ပြီကွာဟိုနေ့ကပဲအကိုပြောတယ်လေအကိုကချိုလေးကိုချစ်တယ်လို့အဲ့ဒါချိုလေးကအကိုကိုပြန်ချစ်မလားဆိုပြီးတော့အဖြေတောင်းထားတာလေကာလာသမီးတွေဆိုရင်လည်းတန်တော်နဲ့ဗဇက်တော်မစေ့နိုင်ဘူးဗျကျုပ်ကလည်းဘုံဝင်ကြီးနဲ့ပြောချလိုက်တာကိုချိုခံလည်းကျုပ်ကိုကြည့်လိုက်ပြီးတော့အကိုကလည်းလူကြားထဲမှာဘာတွေမေးနေမှန်းမသိဘူးကျမကလည်းအကိုကိုချစ်ပါတယ်ရှင်
ဒီခါမှာကာလာသမီးတွေကလည်းပွဲစုကုန်တော့တာပဲဗျာချိုချိုကန်ဝိုင်းဆွဲထားကြပြီးတော့ဟမ်ကောင်မညီကလူပုံလေးမတော့အဖေပေးရတယ်တဲ့လားညီမချက်ဘူးလားတော့ကျုပ်ကလည်းအောင်နိုင်သူပြုံးနဲ့ပြုံးလိုက်ပြီးတော့ချိုလေးရဲ့သဘောကိုသိရလို့အကိုကဝမ်းသာပါတယ်ကွာအဲ့ဒါမဲ့အကိုလည်းတခုပြောနေတာရှိတယ်ချိုလေးရဲ့အဲ့ဒါဘာလဲဆိုတော့လေအကိုချိုလေးကိုမချစ်တော့ဘူးချိုချိုကန်ရဲ့မျက်နှာမှိုင်ကျသွားတယ်ကျုပ်ကလည်းတစ်ချိန်ကကျုပ်ကိုချိန်မိုးနေတဲ့ချိုချိုကန်ကိုပြန်လက်စားချေဖို့လှုပ်လိုက်တာပဲလေဗျာဘယ်လိုပြောလိုက်တာလဲအကိုရဲ့ဘယ်လိုပြောလိုက်တာလဲအကိုပြောတာရှင်းရှင်းလေးချိုလေးရဲ့အကိုချိုလေးကိုမချစ်ဘူးဒါကြောင့်ချိုလေးကလည်းအကိုကိုပြန်ချစ်စရာမလိုတော့ပြောရင်းနဲ့ကျုပ်ကလည်းရေပုံးကိုပြစ်ချပြီးတော့ရွာလေရေတွင်ကနေခက်တီတီနဲ့ပြန်ထွက်လာခဲ့တယ်ခမားတို့ပဲစဉ်းစားကြည့်ဗျဒီလောက်ဆွမ်းတဲ့ဘီယာအဆောင်ကိုရနေပြီဆိုတော့ကျုပ်ကဘာဖြစ်လို့ကျုပ်တို့ရွာသူအနှုတ်ဆုပ်ကုန်းဆုပ်ချိုချိုကန်လဲကိုယူရမှာလဲဗျမြို့သူချောချောလာလာပတ်စံရှိတဲ့တထေးမကိုပဲရွေးယူမှာပေါ့ဗျကာလာသမီးတက်တိုက်ဆိုရင်လေကလတ်တိုက်ကိုကြောင်းဝင်ခဲ့တယ်လို့စူလျံပေါ်လောရိုက်ပြီးတော့ကြံနေခဲ့ပါဦးဗျအလန်းမှာတော့နွားတွေမောင်းရင်းနဲ့ထွက်လာတဲ့ဥပဒါနဲ့တွေ့တယ်ဗျဥပဒါလည်းကျုပ်ကိုကြည့်လိုက်ပြီးတော့အလက်ကောင်ကြီးဘလို့လဲကွာမင်းစမ်းကြည့်သေးလားအာစမ်းကြည့်တာပေါ့ဥပဒါရဲ့ဥပဒါပေးတဲ့စေးနီးကမဟန်ပါဘူးဗျအခုတော့ကြုံနီးကြုံဟန်နဲ့ပီယာသေးရလာခဲ့ပြီဗျကျုပ်ကလည်းပေါ်ဝါလေးကိုကန်ရင်းနဲ့လှည့်ထွက်လာခဲ့တယ်ဥပဒါကတော့မျက်မှောင်ကြီးကျုပ်ပြီးတော့ကျုပ်ကိုကြည့်ရင်းနဲ့ကြံနေခဲ့တယ်ဗျအိမ်ရောက်တော့ကျုပ်ခုံမှာဝင်ထိုင်လိုက်ရင်ရင်လေးတစ်ခွက်ကိုကောက်ခဲလိုက်ဒီချိန်မှာအိမ်ထဲမှာထောင်ထားတဲ့ငါပြောတော်ကြီးကိုမြင်လဲရတော့ကျုပ်ဖြင့်လက်ဖြတ်သွားပြီအမေဒီငါပြောတော်ကဘယ်ကနေရောက်လာတာလဲဗျအမေကလည်းမီးပုံကြောင်တွေကထွက်လာပြီးတော့မင်းကိုကြီးကငါပြောပြင်ခုတ်ပြီးတော့ထမ်းသွားတာမြင်လိုက်တာနဲ့ငါတောင်းယူထားလိုက်တာငါပြောပြင်ကြီးကမှခေါ်ရတယ်လို့အလက်ကောင်ရဲ့ငါပြောတိမစားလဲငါပြောကိုချိန်မဲစိန်ပြီးတော့စားမလားလို့ဟဲ့အမေကတော့လှုပ်ပြီဗျာအမေတို့တွေကလည်းကျုပ်ကလည်းငါပြောတော်ကြီးကိုပြေးယူပြီးတော့လှည့်ပြမယ်လှုပ်တဲ့အချိန်မှာငါပြောတော်ထဲကနေလက်မဲမဲကြီးနှစ်ဘက်ကထွက်လာပြီးတော့ကျုပ်လက်တွေကိုချုပ်ကင်ထားလိုက်တယ်ကျုပ်အံ့ဩနေတဲ့အချိန်မှာအကိုကြီးကလည်းကန်းခုတ်သားကြီးနဲ့အိမ်ပေါ်တက်ကနေတလှမ်းချင်းဆင်းလာပါအကိုကြီးရဲ့မျက်လုံးတွေကလည်းနီးကျင်ကျင်နဲ့ဖြစ်နေတယ်ဗျအကိုကြီးကိုလွှင့်ပြခိုင်းတော့အကိုကြီးကဘာဖြစ်လို့လွှင့်မပြထားလဲဗျကျုပ်ပြောတာကြတော့အကိုကြီးကလည်းတဟားဟားနဲ့ရဲတယ်ဗျနေရငါစီကနေလိုချင်တာကိုယူပြီးတော့ငါ့ကိုလွှင့်ပြဖို့ကြံတယ်ပေါ့ဟုတ်လားဟမ်အကိုကြီးရဲ့စကားသံကမိမတဲ့ကြီးဖြစ်နေတယ်ဗျအကိုကြီးကတခုခုထူးနေပြီဆိုတာကိုကျုပ်ကသိလိုက်ပြီဗျခမကဘာတူလဲဗျငါကနေချစ်တဲ့သူပဲအခုတော့နေပါကြောင့်ငါ့ကိုချစ်တာလေဆိုတာငါသိသွားပြီနေကငါစီရပေါ်အောင်လိုချင်လို့ငါ့ကိုချစ်တယ်ဆိုပြီးတော့လီတယ်ပြောခဲ့တာပဲဒီတော့နေအောင်ငါအရှင်းမထားဘူးနေအောင်ငါတတ်မယ်အကိုကြီးရတဲ့ဓာကြီးဝင့်ပြီးတော့ပြေးလာပါဦးဗျကျုပ်ကပြေးဖို့လုပ်ပေမဲ့ငါပြောတော်ကြီးနဲ့လမ်းထဲကကတ်နေပြီးတော့လှုပ်မရတော့ဘူးဗျအမေကလည်းအကိုကြီးကိုဝင်ထားတော့အကိုကြီးကအမေကိုစောင့်တော်ထဲလိုက်တာအမေတယောက်ကမြေပြင်ပေါ်ကိုခွေပြီးတော့လဲကျသွားပါဦးအကိုကြီးကလည်းကိုင်းကုတ်သားကိုလမ်းတစ်ဖက်နဲ့ကင်ပြီးတော့မိုးပေါ်ကိုမြှောက်ထဲလိုက်တယ်ဗျပြီးတော့အားကုန်လွှဲပြီးတော့ကျုပ်ကိုခုတ်ချထဲလိုက်တယ်ဗျကျုပ်ဆိုရင်ကြောက်ကြောက်နဲ့ငယ်စံပေါင်អော်ပြီးတော့မျက်စိကိုဇုံမိတ်ထားလိုက်မိအတိုင်းမဲ့ကျုပ်ကောင်းမှနာရာကျင်နာမခံသားလို့မျက်လုံးကိုဖွင့်ကြည့်လိုက်တော့အကိုကြီးခုတ်တဲ့ထားသွားကျုံငယ်တင်းနဲ့တထွာလောက်လိုမှရက်တက်နေတယ်ဗျဥပဒါလည်းကျိန်လုံးကြီးကိုကင်ပြီးတော့ကျုံသားကိုရောက်လာအကိုကြီးကိုနွားရိုက်တဲ့ကျိန်နဲ့3-4ချက်လောက်ရိုက်ထဲလိုက်ပြီးတော့ဟေးကောင်ညင်နေမလုံးနဲ့လက်ထဲကဓာတ်ကိုချလာလိုက်စမ်းအကိုကြီးကလည်းဓာတ်ကိုပြစ်ချလိုက်တယ်ဗျပြီးတော့လက်နှစ်ဘက်ကိုဘေးမှာကပ်ပြီးတော့ကြောက်ကြီးလို့တောင်းတောင်ကြီးရက်နေတယ်ဗျဥပဒါကလည်းကျိန်လုံးနဲ့ချိန်ထားပြီးတော့ပြောသမ်းလက်မိုင်းမနေပါပြလို့သူ့ကိုတတ်ချင်ရတာသူကကျုပ်ကိုချစ်တယ်လို့ပြောတယ်ဥပဒါကလည်းကျုပ်ကိုလှမ်းကြည့်တယ်ဗျကျုပ်ကလည်းဘာမှမပြောတာတော့ဘူးပေါ့ပရာလောကသားနဲ့လူနဲ့ဆိုတာလောကချင်းမတူဘူးဟဲ့ဘုံချင်းကလည်းမတူဘူးနေတို့ချင်းချင်းချစ်လို့မရဘူးဆိုတာနင်နားမလဲဘူးဒီလူကကျုပ်ကိုနေတိုင်းချစ်လာပါကြီးရဲ့ကြိုက်လာပါကြီးရဲ့ဆိုပြီးတော့ပြောတာဟိုးရှင့်နင်ကယုံတာပဲလားယုံမိတာပေါ့ရှင်ယုံလို့လဲကျုပ်ရဲ့ပေါ်အောင်သူ့ကိုခဏငားလိုက်တာပေါ့အလက်ကောင်မင်းသူ့စီကလက်မိုင်းပေါ်အောင်ယူထားတယ်မဟုတ်ကျုပ်ကလည်းခေါင်းငိမ့်လိုက်ပြီးတော့သပွဲပေါ်အောင်မင်းငေါ်ပြလိုက်ဥပဒါလည်းအဲ့ဒီပေါ်အောင်ပြေးယူပြီးတော့လက်ထဲကိုကင်ထားလိုက်တယ်ဗျနင့်ပေါ်ကနင့်ကိုပြန်ပေးမယ်နေကျင်နဲ့မလားဟဲ့မကျင်နဲ့ဘူးကျုပ်ကိုချစ်တယ်ပြောပြီးတော့လိန်လေသွားတဲ့ဒီလိုကျုပ်တတ်မယ်အရှင်ကျုပ်သေးကိုသူခွဲသွားတာတော့တော်စဲလက်မိုင်းမနေသူ့ကိုလှုပ်ပေးမယ်ဆိုရင်နင့်ရဲ့ပေါ်အောင်ငါပြန်ပေးမယ်မဟုတ်လို့ကတော့နင့်ပေါ်အောင်ငါဖျောက်ပြက်လိုက်မှာတော့ဒီလိုတော့မလုပ်ပါနဲ့ရှင်ကျုပ်တို့လက်မိုင်းနေမှာပေါ်အောင်မရှိရင်မဖြစ်ဘူးရှင်ဒါဆိုပေါ်အောင်ယူမလားဟိုကောင်ရဲ့အသက်ကိုယူမလားနေကြိုက်တာကိုစဉ်းစားလက်မိုင်းမကလည်းတော်တော်စဉ်းစားသွားပုံရတယ်ဟိုပဲပြန်ယူပါမယ်ရှင်
အေးပေါ်ဝါကိုယူပြီးရင်တော့နေသူ့ကိုနောက်ထပ်တစ်သက်လုံးဘယ်တော့မှမနှောက်ရှက်ရဘူးလို့ခရီးပေးသလားပေးပါလေဆရာကြီးရှင်နေခရီးကိုဖျက်ရင်တော့လမိုင်းအစင်းကနေရှော့ကြမယ်လို့နေခရီးခံပါတော့ခံပါတယ်ဆရာကြီးရှင်နောက်ထပ်ဒီလိုထက်နှောက်ရှက်မိရင်တော့ကျုပ်လမိုင်းအဖြစ်ကနေရှော့ကြပါသေးသားရော့နေပေါ်ကနေပြန်ယူပြီးတော့နေလုံးခဲသမားအကုန်လုံးနေပြန်သိမ့်ခဲ့အကိုကြီးကလည်းပေါ်ဝါကိုယူပြီးတာနဲ့ဖြုတ်ခနဲ့ထိုင်ကြသွားတယ်ဗျလက်ထဲကပေါ်ဝါကလည်းပျောက်သွားပါလေရောဗျလဲကြနေတဲ့အမေကိုကျုပ်ကလည်းပြေးနှိုးရတယ်အမေကနိုးလာပြီးတော့ဘာမှမမမိဘူးဗျဥပဒါလည်းကျုပ်လက်ကိုအသာတို့ပြီးတော့ခေါ်ထုတ်သွားတယ်အလက်ကောင်မင်းဘာတွေရှောက်လို့ထားလေကွာအထက်ကောင်ကအကုန်လုံးဒုက္ခတွေများကုန်တော့မှာပဲဥပဒါဆိုရင်လည်းခံရမှာပဲဗျကိုရွှေခေါ်ပေးတဲ့ဤတိုင်းလှုပ်လိုက်တာဗျကျုပ်ကလည်းကိုရွှေခေါ်ပြောတဲ့ဤကိုပြောပြလိုက်တာပေါ့ဒါနဲ့ဥပဒါလည်းဒေါသထွက်ထွက်နဲ့တော်သေးတာပေါ့အလက်ကောင်ကမင်းလက်ထဲမှာကင်ထားတဲ့ပေါ်ကလမိုင်းပေါ်ကနဲ့တူပါတယ်ဆိုပြီးတော့ငါမင်းတော့ကိုလဲလာခဲ့လို့တာပေါ့ငါသာမလာရင်တော့မင်းဒီချိန်လောက်ဆိုရင်ခေါင်းထဲကိုဥစားကွဲနေလောက်ပြီကွာဟိုအဲ့ဒီလမိုင်းဆိုတာဘာလဲဗျလမိုင်းဆိုတာနှစိမ့်တစ်မျိုးပေါ့ကွာအစိမ့်သေးရတဲ့အစိမ့်မြင့်ပြီးတော့နက်တွေတက်တော့အစိမ့်နေနေကွာဒါပေမဲ့သူတို့ကလည်းအစွမ်းနေရှိတယ်လေလူတွေကိုပူးကတ်လို့ရတာလမိုင်းပဲကွာလမိုင်းပေါင်းကလည်းအမျိုးသားပေါင်းရာနဲ့ချီပြီးတော့ရှိတယ်ကိုခေါ်ထားရင်ခေါ်ထားသလိုမွေးရင်မွေးသလိုလမိုင်းကလာတတ်တယ်ကွာအမေးကြဘူးမှာပေါ့ဇက်သမားတွေပြောတဲ့လမိုင်းကတ်တယ်ဆိုတာမျိုးလမိုင်းကတ်သွားရင်တော့အတီးသမားဆိုလည်းအတီးကောင်းပြီးတော့တွက်လာသလိုအကာသမားဆိုရင်လည်းတေချာကနိုင်ခုံနိုင်တယ်မဟုတ်လားကွာဟိုဒါဆိုကျုပ်စိုက်ထားတဲ့ငါပြောပင်မှာလမိုင်းလာခဲ့တာပေါ့ဒီလိုဆိုလို့လားမင်းကငါပြောပင်ကိုဂူးစိုက်ပြတော့ဂူးစိုက်တာခံကျင်တဲ့လမိုင်းကလည်းလာကတ်နေတာပေါ့ကွာပြီးတော့လမိုင်းနေတိုင်းမှာပေါ်ဝါရှိတယ်ကွာအဲ့ဒီပေါ်ဝါသူတို့ရဲ့အစွမ်းနေစုနေတဲ့အရာပဲပေါ်ဝါမရှိတော့ဘူးဆိုရင်တော့အစွမ်းတစ်ဝက်လောက်ကျသွားတယ်ကွာအခုပြန်တွေးမှကြောက်စရာကြီးဗျရွှေခေါ်ကိုအောင်လဲဆရာကနီးကောင်းပြခဲ့တာပဲကွာပေါ်ဝါလူခံရတဲ့လမိုင်းကကျေနပ်မှာမဟုတ်ဘူးလေတစ်ချိန်မို့တစ်ချိန်တော့ရွှေခေါ်ကိုဒုက္ခပေးလိမ့်မယ်ကွာဒီကောင်ပေါ်ဝါကိုပြန်မပေးသေးဘူးပေါ့ဟို तू ကပေါ်ဝါကိုပြန်ပေးရမယ်လို့တော့မှားမတော့ဘူးဗျဒါဆိုရင်တော့ဒီကောင်ဒုက္ခတော့တွေးတော့မယ်ဟေးဗျာဥပဒါကြီးကလည်း तू ကဒုက္ခတွေးဖို့နေတာအခုတော့ဆိုရင် तू မရအသေးကလေးနဲ့နှက်နေတော့ပြီဗျကျုပ်ပြောနေတော့ရှိသေးတယ်ကိုရွှေခေါ်ရဲ့ညီကလည်းခြံထဲကိုပြေးဝင်လာတယ်ဟိုတကြီးရှိသလားဗျတကြီးဟေးအဖေမရှိဘူးကွာဘယ်သွားတယ်မသိဘူးပြဿနာပဲဗျတကြီးနဲ့တွေ့မှရမှာဘာဖြစ်လို့လဲကွာဟိုကျုပ်ကိုကြီးကိုရွှေခေါ်တယောက်ပေတော့ရနဲ့ဇီးကုန်းရနှစ်ရွာကြားမှာဓာတ်ခုတ်တန်ရဗရဘောနဲ့သေချာပြီဗျအဲ့ဒါနှစ်ရွာလုံးကတကြီးနဲ့တိုင်ပင်ပြီးတော့ဆက်လို့ကြမှာမို့လို့တကြီးကိုလာပြေးကိုတာဗျဥပဒါလည်းခါထောက်လိုက်ပြီးတော့တကြီးကိုခုနကဥပပြည်တို့အိမ်ရှိမှာတွေးခဲ့တယ်ကွာကဲလက်ကောင်ကြီးတကြီးကိုတော့ခေါ်ပေးလိုက်ဆမ်းပါအောင်ကွာကျုပ်ကလည်းဥပဒါကိုနှုတ်တော်မဆက်ဖင်းနဲ့အိမ်ထဲကနေအပြေးထွက်ခဲ့တာပေါ့ဒါပါကြောင့်လဲဆိုတာတော့ကျုပ်ကတီးပြီးသားပါဗျာကိုရွှေခေါကလမိုင်းရဲ့ပေါ်ကိုလူယူထားတာဆိုတော့သူလမိုင်းကသူ့ကိုဘယ်ကျင်နဲ့ပါမလဲဗျာဒါကြောင့်အခွင့်သေးတဲ့အချိန်ကိုစောင့်ပြီးတော့အသေးသက်ပြလိုက်တာပဲဗျာဒီလိုနဲ့ပေတော့ရကုန်းတော်ကန်မဲပြောင်ဝင်တယောက်ကလည်းကိုရွှေခေါနဲ့ညားပြီးတော့တလားမကြခင်မှာပဲမုံဆုံးမပူပူနွေးနွေးဖြစ်သွားရှာပါတယ်အခုတော့မဲမြောင်ဝင်ကနောက်အိမ်တော်နဲ့သားတွေသမီးတွေလည်းဖြစ်နေပါပြီဗျာကိုရွှေခေါကိုတက်သွားတဲ့လူကတော့ဘယ်သူလဲဆိုတာဒီနေ့ဒီအဖြစ်မပေါ်သေးတဲ့မှုခင်းတစ်ခုပါပဲဗျာကျွန်တော်တို့ channel ကနေအခုတင်ဆက်ပေးသွားတဲ့ဇာတ်လမ်းကောင်းလေးကတော့ဆရာကတော့ကိုယ်တိုင်ရေးသားထားတဲ့သုံးတီဥပဒါနဲ့ခင်မောင်ဖော်တဲ့ PR သေးဆိုတဲ့ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ပဲဖြစ်ပါတယ်ခင်ဗျာနောက်ရင်များမှလည်းဒီတဲ့စိတ်ဝင်စားစရာကောင်းတဲ့ဇာတ်လမ်းကောင်းများကိုတင်ဆက်ပေးသွားအောင်ပါမို့စောင့်မျှော်အားပေးနားဆင်ကြပါဦးခင်ဗျာနားဆင်အားပေးကြတဲ့ပရိသတ်တယောက်ချင်းစီကိုလည်းကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာပရိသတ်များအားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့ပြည့်စုံကြပြီးတော့ဆန္ဒနဲ့ဘဝထက်တူကြနိုင်ကြပါစေခင်ဗျာ